တော်ဝင်မိသားစုကိုမျိုးစုဆိုင်တို့ရဲ့သားကြီးမတ်အေးချမ်းမှုရဲ့အကူမင်္ဂလာတုသာမောင်စောစော BSc MSc Forestry ကိုရီးယားနဲ့တောအုပ်ကြီးတတော်ဦးစီးရုံးချုပ်နေပြည်တော်နဲ့နေပြည်တော်ပြည်မနာမှုပေါင်းလောင်း3ရပ်ွယ်18တန်းအိမ်အမှ15မြင်းလောင်း400ခုနေဦးမြင့်တန်းတောအုပ်ကြီးငိမ့်စနီးတော်ဆန်းဝင်းအလဲရမ်းမြငိမ့်လို့ရဲ့သမီးကြီးမတ်နည်းဝင်းမြင့် BE Civil အငယ်တန်းအင်ဂျင်နီယာတို့နေပြည်တော်စီပင်မောင်ကန်တာဟိမောင်ဇောဝင်နိုင်တို့ရဲ့အမမင်္ဂလာတုသမီးမက်ကီစင်တန် BSc Forestry တောအုပ်ကြီးတစ်တော်သူဒေသနာဌာနရည်စင်းတို့ရဲ့မင်္ဂလာဌာနစီစဉ်မဲ့ရာကိုကြောမှာဖြစ်ပါတယ်တို့ပါရဲ့မင်္ဂလာတုသားမောင်စောစောနဲ့မင်္ဂလာတုသမီးမက်ကီစင်တန်တို့ကခိတ္တမတရရဲ့လက်အုပ်ချီမင်္ဂလာတုသားမောင်စောစောနဲ့မင်္ဂလာတုသမီးမက်ကီစင်တန်တို့ကမင်္ဂလာဥဒရောပိုင်းဖြင့်ဘုရားတရားအံကနှစ်ပတ်သုံးမိဘများနဲ့တော့ကြွရောက်ချင်းချင်းပေးပါတော့ဆရာသမားများအားလုံးကိုဥသုံးခြင်းဘာလို့ပြုအပ်ပါတယ်ဗျာညနာလေးပေါ်ပါဒုတိယခြင်းလေးဘာလို့ပြုပါလဲဟုတ်ကဲ့ညနာလေးပေါ်ပါတတိယခြင်းလေးဘာလို့ပြုပါရပါပြီဒါလည်းကာရဝပြုပြီးတဲ့နောက်မင်္ဂလာအောင်စပယ်လုံးများဖြင့်တိတ်တင်ချင်းမြတ်မှာဖြစ်ပါတယ်တို့ပါရဲ့မင်္ဂလာပန်းလုံးပန်းကိုင်ဆောင်သောဤရွှေစင်ကချိုတင်နေရာယူထားပါရန်ပန်ကြားအပ်ပါတယ်ခင်ဗျာမင်္ဂလာအောင်စပယ်လုံးများဖြင့်တိတ်တင်ချင်းမြတ်ပေးမဲ့ပုဂ္ဂိုလ်များကတော့တစ်တော်ဦးစီးရုံးချုပ်စီမံကိန်းနဲ့စီးအင်းဌာနညွှန်ကြားရေးမှူးဦးခင်မောင်ဦးနဲ့ဇနီးဒေါ်လှလှနွယ်တို့ပဲဖြစ်ပါတယ်တစ်တော်စီရုံးချုပ်စီမံကိန်းနဲ့စီးအင်းဌာနညွှန်ကြားရေးမှူးဦးခင်မောင်ဦးနဲ့ဇနီးဒေါ်လှလှနွယ်တို့ကိုအထူးပဲကျေးဇူးဥပက္ခရတင်ရှိအပ်ပါတယ်ဗျာဆက်လက်ပြီးချင်းဆောင်ဇနီးမောင်နှံတို့ကိုမင်္ဂလာလက်ထက်လက်စွပ်များဖြင့်တိတိတင်ဆင်မြတ်မှာဖြစ်တဲ့အတွက်မင်္ဂလာလက်စွပ်ပန်းကိုင်ဆောင်တဲ့ညူမီထုံးကကျူတင်နေရာယူထားပါရန်ပန်ကြားအပ်ပါတယ်ဗျာမင်္ဂလာလက်ထက်လက်စွပ်များဖြင့်တိတိတင်ဆင်မြတ်မဲ့ပုဂ္ဂိုလ်များကတော့တစ်တော်စီရုံးချုပ်စီမံကိန်းနဲ့ရှင်းအင်းဌာနမှာဒုတိယညွှန်ကြားရေးမှူးဒေါက်တာတောင်းနိုင်ဦးနဲ့ဇနီးတော်ဤတိုင်းပဲဖြစ်ပါတယ်
ကျွမ်းရောက်ချစ်မှုမှာတော့ဘုံကြီးရှိမင်္ဂလာရဲ့ပြိတ္တာပေါင်းတို့များယနေ့မင်္ဂလာခမ်းမှာဖြင့်အနန္တငါးပါးရဲ့ဘုံကြီးတော်ဖြင့်၎င်းတမာတိဝနတ်မြတ်နှကောင်းတို့ရဲ့စောင့်ရှောက်မှုဖြင့်၎င်းဘုံကြီးကြီးမြတ်လာသောပုဂ္ဂိုလ်တို့ရဲ့တိတ်တိတင်ချင်းမြင့်မှုဖြင့်၎င်းအောင်စီတုတ္တဗမင်္ဂလာအောင်စီတုတ္တဗမင်္ဂလာအောင်စီတုတ္တဗမင်္ဂလာအလုံးစုံသောဂုံကျက်ပြီးမင်္ဂလာဖြာဖြာတို့ပြည့်စုံသွားဖြင့်မင်္ဂလာပွဲကြီးအောင်မြင်ပြီဖြစ်ပါတယ်။သို့ပါ၍မင်္ဂလာသူတို့သားမောင်စောစောနှင့်မင်္ဂလာသူတို့မကီစင်သားတို့သည်ယနေ့ယခုမင်္ဂလာရက်မြတ်မင်္ဂလာချိန်မှစပြု၍နောက်နှစ်ပေါင်းရာထောင်ချီတဲ့အထိမင်္ဂလာချစ်ကြီးလမ်းကိုအတူတကွယူမြေကြရှောက်လန်းနိုင်ကြပါစေကြောင်းမင်္ဂလာဆုမွန်ကောင်းများဖြင့်ကြွရောက်ချင်းမြတ်မှာသောဂုဏ်တည်းရှိမင်္ဂလာအပရိသတ်ပေါင်းတို့ကမင်္ဂလာပွဲအောင်မြင်ရောဖြင့်ကောင်းချီးခေါ်နာပြု၍ဩဘာလက်ကိုရဖြင့်ချင်းမြတ်လေးကြရန်ပန်ရပါရနာတိတော်စီယုံကျော်စီမံကိန်းနဲ့စင်းအင်းဌာနညွှန်ကြားရေးမှူးဦးခင်မောင်ဦးနဲ့ဇနီးတော်လှလှတွေတို့အားမင်္ဂလာလက်ထက်လက်စွပ်များဖြင့်ကိုယ်တိုင်ကြွရောက်တိတ်တိတ်ဆင်းရဲပေးခဲ့ပါတော့တိတော်စီယုံကျော်စီမံကိန်းနဲ့စင်းအင်းဌာနဒုတိယညွှန်ကြားရေးမှူးဒေါက်တာတောင်းနိုင်ဦးနဲ့ဇနီးတော်ဤခိုင်အားမင်္ဂလာပန်းကျင်းပြီးတော့ရှမ်းလူမောနဲ့မိဘဆုံးခင်တို့အားမင်္ဂလာကောင်းပန်းကင်ဆောင်သောဤရွှေစင်အားမင်္ဂလာလက်စွပ်ပန်းကင်ညူပြီးထောက်အားမင်္ဂလာဘုရားရဲ့ခြေပေါင်းဝင်ကြီးပြီးတော့ဘောင်းထုံးလေးအားမင်္ဂလာဘုရားရဲ့ခြေပေါင်းဝင်ကြီးပြီးတော့နင်းဝင်အားမိဂ္ဂပါကျေဦးစင်အားအခါတော်မှာပြည့်စုံဒီရပါဗျာအက္ခရဘုရားရဲ့အပမိတ်ဆရာတာဝန်တော်ဘေးရီဘုရားကိုအားပါမင်္ဂလာပဲအောင်ဒီအဘကမှာဝေဘာကူပါမှုပြပါတော့နှစ်ဘက်သောမိဘများရဲ့ဆွေမျိုးမိတ်ကများအားလုံးနဲ့ယနေ့မင်္ဂလာပွဲကိုမအားလည်းကြကြတာကိုယ်တိုင်ကိုယ်ကြကြွရောက်ချင်းမြင်မှာတော့ဂုံတိရှိမင်္ဂလာအပရိကများအားလုံးကိုလိုက်လဲစွာကျေးဇူးဥပဒရတင်ရှိပါကြောင်းနှစ်ဖက်သုံးမိဘများရဲ့ပူဇာမင်္ဂလာတို့သာအောင်ဆုံးဆုံးနဲ့မင်္ဂလာတို့ဒီမှာပြည်စုံသားတို့ရဲ့ပူဇာကျေးဇူးတင်စကားပြောကြားပါရခင်ဗျာတေခိတဲ့ခံမှာတော့မင်္ဂလာဆက်တော်ဘုရားများကိုခင်မင်ရင်းနှီးစွာပုံဆောင်ကြပါရန်ပန်ကြားရေး
တစ်ထူထောင်ပြီးနှုံးမြတူလန်းကြတော့မယ်တကယ်ချင်းတို့ချစ်ချင်သူလူရဲ့အသက်ထက်ဆုံးပျော်ရွှင်မဆုံးပြုံးပျော်ပါစေသွားနှုတ်လိုက်ညာနေဒီစိတ်တဲ့ဒီဖွင့်နေတဲ့ဖွင့်နေလာလို့ရှုမနီချစ်စနီလာနေလင်းတော်မောင်တင်စားဆောင်ချစ်ပွေဒုတာရာတတိကနေဒုတာရန်လေးလိုအပ်ခဲ့ရင်တို့လွတ်မရစေတပီကနေဒုတာရန်လေးလိုအပ်ခဲ့ရင်တို့လို့မရစေတို့သမီးလေးရာတပီကနေတို့သမီးရဲ့လေးလိုအပ်ခဲ့ရင်သိရှိလို့လေတကယ်ချင်းရှောက်တော့တဲ့ထုံမြောက်တဲ့တို့တာရစီလက်ပြမပြုတ်နေချစ်ကူမြအတူတကွခံစားရနေစကားရမေကြောင်းလိုက်ပါတယ်ဝါတိချူတော်ပြီးလေလူမြတူလန်းကြတော့မယ်တကယ်တည်းလို့ချစ်ချင်သူလူရဲ့အသက်ထက်ဆုံးပျော်ရွှင်မဆုံးပြုံးလို့ပြောပါစေညတော့မယ်တကယ်လို့ချစ်ချင်လူရဲ့အသက်ထက်ဆုံးပျော်ရွှင်မဆုံးပြုံးလို့ပါစေနေနေလာနေရွှေနေမြလို့ရှိသွားနှုတ်လိုက်ညာနေဒီစိတ်တဲ့ဒီပွင့်နေတဲ့ဖွင့်နေလာလို့ရှုမနီချစ်စနီနာနေလင်းတော်မောင်တင်စားဆောင်နဘီကနေဒုတာရန်လေးလိုအပ်ခဲ့ရင်တို့လွတ်မရစေတို့သမီးလေးရာနဘီကနေတို့သမီးရဲ့လေးလိုအပ်ခဲ့ရင်သိရှိလို့နေဒုတာရာနဘီကနေဒုတာရန်လေးလိုအပ်ခဲ့ရင်တို့လွတ်မရစေ
နဲ့ပြုံးမြုံတဲ့လူသားရသည်လက်တွဲမပြုံးနဲ့အိမ်တူကူညအတူတကွခံစားကြပြီးဆန္ဒကြောင်းလိုက်ပါရဲ့ဝါတီချီတော်ပြီလေလူမြတူလမ်းကြတော့မယ်တကယ်နဲ့လို့ချစ်တယ်လူရဲ့အသက်သက်ဆုံးပြောရှင်မဆုံးပြုပြောပါလေ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 တက်တက်ဆုံးပြောရှင်မဆုံးပြုလို့ပြောပါစီတက်တက်ဆုံးပြောရှင်မဆုံးလာလာလာဟောဟောနေနာလမရှိရဲ့ချိန်နဲ့မသိပါအချစ်ဆိုတာစင်စီတော့ဆိုင်လို့ပဲအေးတမှုနဲ့ပြီးတယ်မင်းတယောက်ကိုလေးတည်တည်တီတို့ချင်တဲ့မဲ့ကယူဆိုင်ပါမယ်ချိန်စုချိန်မဲ့ချစ်ရုံကြည့်ပြီးတော့နောင်ကျူလေးပဲရင်ကြီးတွေတန်ရောစင်ခွဲနေတော့ဘူးဆွဲလန်းချီတဲ့ချစ်လားမင်းတယောက်တည်းကိုဘဝဘာနှကမ်းပြလေးနဲ့သူမချင်မှန်းတို့သိပါတယ်တို့လက်ခံနေဘဝတစ်ခုလုံးကိုမင်းကိုပုံပေးမယ်နောင်ညိုလေးပါရင်မြစ်တွေတရောစင်မခွဲနိုင်တော့ဘူးဆဲလန်းကြည့်တဲ့ချစ်လားဘယ်တယောက်တည်းကိုဘဝပါခံပြလေးနဲ့သူမချင်မှန်းတို့သိပါတယ်တို့လက်ခံနေဘဝတစ်ခုလုံးကိုမင်းကိုပုံပေးမယ်ချစ်ကိုနာရှိရင်ပင်လေးပြင်းလေးကြည့်ရဲ့တဲ့လမ်းချများရှိပါစေချင်နာသူလက်ကလေးတွေ့တိုင်းရင်လေနေဆွဲတွေပြတ်ချောသွားမယ်စံပြူလို့သွားကြိုးသည်တီရာဇဝင်တွေမဲ့ချစ်စလန်တွေတိုင်းစတိုင်းချမေကတိကတမကားဘောနာနေတူမို့တမကားမြင်နေလေဘောတေးနေစီချစ်ချမယ်ဝင်နေတာရင်နေစင်မြမစံပြူလို့သွားကြိုးသည်တီရာဇဝင်တွေမဲ့ချစ်စလန်တွေတိုင်းစတိုင်းချမေကတိကတမကားဘောနာနေတူရာဇဝင်တွေမဲ့ချစ်စလန်တွေတိုင်းချစ်မယ်